မင်္ဂလာပါရှင်ဒီနေ့ Grace တော်မယ့်နေရာလေးကတော့ဝက်ဦးမင်လို့ခေါ်တဲ့ချင်းမိုင်မှာရှိတဲ့ကြီးဟောင်းစီတီနဲ့ဖုံးတော်ကြီးကျောင်းရှိရာနေရာလေးပဲဖြစ်ပါတယ်ဒီဖုံးတော်ကြီးကျောင်းရဲ့အထူးခြားဆုံးအချက်ကတော့မြေအောက်လိုင်းကူထဲမှာဖျားရရှိပဲပြီးသွားတဲ့ခါကျတော့ရှီဟောင်းပကြီးလက်ရာတွေရှိပါမယ်ဒီဝက်ဦးမင်စီတီကတောအုပ်ကြားထဲမှာတည်ရှိတာဖြစ်တဲ့အတွက်ဝက်ဦးမင်းဟာဆိုလို့ရှိရင်တရားထိုင်မှုအတွက်အထူးသင့်တော်တဲ့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်ဒီနေရာကမြန်မာမှာဆိုလို့ရှိရင်ပကံနဲ့စင်တူတယ်ပေါ့နော်ပကံရဲ့တချို့စီဒီတွေနဲ့စင်တူအောင်တည်ထားတဲ့ပုံစံမျိုးတွေ့ရပါတယ်ဒါပေမဲ့ပကံကတော့ပို့ပြီးတော့ထည့်သွားတာပေါ့နော်ချင်းမိုင်မှာ meditation နေရာတွေရှာနေရဆိုရင်တော့ဒီနေရာကလည်းတော့မဖြစ်သွားရမယ့် meditation center လေးဖြစ်ပါတယ်ပြီးတော့ကျင်းတဲ့တန်လေးတွေနဲ့တော့အုပ်လေးချမ်းမှာရေချမ်းစွာလမ်းလျှောက်ပြီးတော့စိတ်အပန်းပြေနိုင်ပါတယ်Grace တီးတလောက်လေး sharing လုပ်ပြရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြရအောင်နော် bye bye